လုတ်တစ်ခုကဘဝတစ်ခုဆိုရင်ကျွန်တော်မှဖျားပေးတဲ့ဘဝ16ခုရရှိပိုင်ဆိုင်ခဲ့ပါတယ်ဆက်ပြီးတော့ကျွန်တော်လုပ်ခဲ့တဲ့ဘဝအတွေ့အကြုံတွေပြောပြရမယ်ဆိုရင်တော့ကျူရှင်ဆရာဘဝရေချောင်းအင်ဂျင်နီယာဘဝကန်ထရိုက်တာဘဝအားလုံးပဲမင်္ဂလာပါတူတက်ဆို Sharing Entertaining Channel မှာကြိုဆိုလိုက်ပါတယ်ဒီ channel လေးကတော့ကျွန်တော်ရဲ့45နှစ်တာစီးပွားရေးလူမှုရေးအတွေ့အကြုံများနဲ့သဘောတဘာဝမတူတဲ့လုပ်ငန်း16မျိုးကိုကျွန်တော်ဘယ်လိုပြောင်းလဲလုပ်ကင်ခဲ့တဲ့ဆိုတဲ့အတွေ့အကြုံတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အလုပ်တစ်ခုကဘဝတစ်ခုဆိုရင်ကျွန်တော်မှဖျားပေးတဲ့ဘဝ16ခုရရှိပိုင်ဆိုင်ခဲ့ပါတယ်ငွေနဲ့ဝယ်လို့မရတဲ့အတွေ့အကြုံတွေသူများနဲ့မတူတဲ့အတွေ့အကြုံတွေမိတ်ဆွေတို့မျှဝေပြောပြခြင်းတဲ့အတွက်ကျွန်တော်ရဲ့ပထမဆုံး podcast ကိုဘဝရောင်စုံပြောမကုန်းလို့အမည်ပေးထားပါတယ်ဘဝရောင်စုံနဲ့မှာပထမဆုံးဘဝကကျူရှင်စရာပေါက်စဘဝပေါ့အဲ့ဒါလည်းကျွန်တော်ရန်ကုန်ရောက်ခါစားမှာစလုပ်တဲ့အလုပ်ဆိုပါတော့ဗျာဆိုတော့ကကျွန်တော်ရဲ့ကျူရှင်စရာဘဝအကြောင်းကိုစပြီးမပြောခင်အညာကနေရန်ကုန်ရောက်ခါစားမှာအညာသားတယောက်အနေနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေကိုမိတ်ဆွေတို့အရင်တိုင်းဖောက်တယ်ချပေးသွားမှာဖြစ်ပါတယ်ပြောဖို့တခုကြံနေသေးတာကကျွန်တော်ရဲ့ဒုတိယ podcast ကိုလည်းအညာသားပုံပြင်လို့နာမည်ပေးထားသေးတယ်ဆိုတော့ကမကြခင်တင်ပေးမဲ့အညာသားပုံပြင်ကိုသူများတွေတဲ့အရင်ဦးဆုံးကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ထားရုံနဲ့အသစ်သောဗီဒီယိုတွေကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်လုပ်ခဲ့တဲ့ဘဝအတွေ့အကြုံတွေပြောပြရမယ်ဆိုရင်တော့ကျူရှင်ဆရာဘဝရေချောင်းအင်ဂျင်နီယာဘဝကန်ထရိုက်တာဘဝလန်ဒရာအင်ဂျင်နီယာဘဝအိမ်ချမ်းမြေလုပ်ငန်းရှင်ဘဝဟိုတယ်ပိုင်ရှင်ဘဝအုပ်ဆက်လုပ်ငန်းရှင်ဘဝသတင်းစာတိုက်ပိုင်ရှင်ဘဝတေးထုတ်လုပ်ရေးလုပ်ငန်းရှင်ဘဝအိုးပြောမဆုံးမောင်တော3000ပါပဲဗျာမိတ်ဆွေတို့ဒီနေ့အထိဘယ်နှဘဝပြောင်းလဲခဲ့ပြီဆိုတာ comment မှာရေးသွားပေးပါဦးနော် Microsoft ရဲ့ founder Bill Gates ပြောတဲ့စကားတစ်ခုကိုသိကြိုက်ပြီလို့မှတ်သားထားပါတယ်သင်မွေးကင်းစာမှာဆင်းရဲတာတင့်အပြစ်မဟုတ်ဘူးတဲ့သင်သေကန်ကြီးလို့ဆင်းရဲရင်တော့တင့်အပြစ်ဖြစ်သွားပြီတဲ့အဲ့တော့ကျွန်တော်အပြစ်မဖြစ်အောင်သေကန်ကြီးမှာမဆင်းရဲအောင်ကျွန်တော်အလုပ်မျိုးစုံကိုစူးစမ်းလုပ်ကင်ခဲ့ပါတယ်ပိုင်ဆိုင်မှုဥစ္စာဒနာနဲ့စီးပွားရေးရအောင်မြင်ခဲ့တယ်လို့သားသမီးတွေကိုစင်ကာပူနိုင်ငံမှာမူလတန်းပညာကစတင်သင်ကြားပြီးအမေရိကန်နိုင်ငံအင်္ဂလန်နိုင်ငံနဲ့စင်ကာပူနိုင်ငံတက္ကသိုလ်ကြီးတွေကနေဘွဲ့တွေရအောင်ပြုစုပြောထောင်ပေးနိုင်ခဲ့ပါတယ်ကျွန်တော်ဘဝမှာတကယ်အဂုဏ်ယူဆုံးအလုပ်နှစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်သားသမီးတွေကိုအဆင့်မြင့်ပညာတွေသင်ကြားပေးနိုင်ခဲ့တယ်ပြီးရင်ကျွန်တော်ပညာရေးဖောင်ဒေးရှင်းတစ်ခုတည်ထောင်ပြီးတော့ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကိုစောင့်ရှောက်နိုင်ခဲ့တယ်ငါစာဖတ်၍မမျက်တိုင်စေမရှုံးစေသားဆိုသလိုကျွန်တော် channel ကိုကြည့်ပြီးဖြော်ပြရေးပညာပေးတစ်ခုခုတော့မိတ်ဆွေတို့ရရှိစေမှာဖြစ်ပါတယ်အိန္ဒိယအသက်80ကျော် YouTuber Grandma Kitchen ကိုအားကြပြီးတော့YouTuber ဖြစ်ချင်တဲ့ကျွန်တော်အတွက်တော့ဒီ channel လေးအောင်မြင်မှုအတွက်ကြိုးစားရုန်းကန်ရအောင်မှာပါပဲဆိုတော့ဒီ channel ရေရှည်ရပ်တည်ဖို့ကမိတ်ဆွေတို့ရဲ့အားပေးမှုကအဓိကကြသလိုသေချာတာတစ်ခုကတော့ကျွန်တော်ဘဝရဲ့အတွေ့အကြုံတွေဟာမိတ်ဆွေတို့ဘဝအတွက်အထောက်အကူတစ်ခုခုဖြစ်စေမှာပါလို့ယုံကြည်ပါတယ်ပြီးတော့မိတ်ဆွေတို့ရသဆုံးကြည့်ရှုနိုင်ဖို့အတွက်ဒီ channel လေးကနေကာဘာဆောင်းတွေကြပြရွတ်တာတွေစတိုင်ယာဖတ်ပြတာတွေအင်တာဗျူးတာတွေတင်ဆက်အောင်မှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြဖို့လဲတိုက်တွန်းလိုပါတယ်ကျွန်တော်ရဲ့ podcast ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ရန်သူမျိုး၅ပါးဘေးရန်ကနေကင်းဝေးဖို့လဲဆုတောင်းပေးလိုက်ပါတယ်အညာသားတယောက်ရန်ကုန်ရောက်ခါစားမှာဘလို့အိုးနှင်းခွက်နှင်းတွေဖြစ်ခဲ့ရတယ်လဲဆိုတာတွေကိုရဲစရာတွေနဲ့မောစရာတွေရောပြီးတင်ဆက်သွားမှာမို့လို့အညာသားပုံပြင်မှာပြန်လဲစုံတွေ့ကြပါစို့လားခင်ဗျာကြည့်ရှုသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်သူ့ထက်ဇော်ပါ